Messenger ထဲမှာဖုန်းလာတဲ့အခါဖုန်းလာတဲ့အတန်ကိုစိတ်ကြိုက်အတန်လေးတွေပြောင်းထားလို့ရတဲ့နည်းလမ်းလေးကိုဒီနေ့မိတ်ဆွေတို့ကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ် Messenger လေးတော့ဝင်ပေးလိုက်မယ် Messenger ထဲရောက်လာရင်ကျွန်တော်တို့ဒီအောက်ဆုံးကမြင်းချောင်းလေး၃ခုကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာ setting ကိုထပ်နှိပ်ပေးမယ်ပြီးရင်ကျွန်တော်တို့အပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်မယ်ဒီအောက်ကခေါင်းလောင်းလေးနဲ့ပုံလေးပေါ့နော် notification sound ဆိုတဲ့နေရာလေးကိုတစ်ချက်ဝင်ပေးလိုက်မယ်ဒီထဲရောက်လာရင်အပေါ်လေးကိုနည်းနည်းဆွဲတင်ပေးလိုက်မယ်ဒီအောက်မှာ rain on ဆိုပြီးပေါ်နေရပေါ့နော်ဒီထဲကိုတစ်ချက်ဝင်ပေးလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့အတန်တွေအများကြီးရှိရပေါ့နော်ကိုစိတ်ကြိုက်ဒီလုံးအတန်လေးကိုကပြောင်းမိထားလို့ရပါပေါ့နော်ကျွန်တော်အခုစမ်းပြပါမယ်ဒါကတော့သူ့ရဲ့ original အတန်ပေါ့နော်ကဲဒီမှာဆိုရင်ကိုစိတ်ကြိုက်အတန်တွေကိုပြောင်းပြီးထားလို့ရပါပေါ့နော်အတန်တွေကတော့ဒီထဲမှာအများကြီးရှိရပေါ့နော်ကိုစိတ်ကြိုက်အတန်လေးကိုဒီလိုလေးအကွက်လေးမှာကျွန်တော်တို့အဝိုင်းဆက်လေးလိုက်ထည့်ပေးလိုက်မယ်ပေါ့နော်ကဲလို့ရသွားပြီဆိုရင်ကျွန်တော်တို့ဘက်တစ်ချက်ပြန်ခေါက်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့အဆင်ပြေသွားပြီပေါ့နော်ကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတက်မယ်လို့ယုံကြည်ပါတယ်အားလုံး